လုပ်ငန်းတွေမှာ AI ကိုဘယ်လိုအသုံးချနေကြပါသလဲဒီနေ့ရဲ့ရှင်းလင်းတင်ဆက်မှုကတော့လေ AI နဲ့ပတ်သက်ပြီးလက်ရှိရှုမြင်ပုံကိုအခြေခံကြကြဖြောင်းလဲသွားစီမှာပါ AI ကိုတာမန်ကိရိယာတစ်ခုလိုသုံးနေတာကနေလုပ်ငန်းရဲ့မဟာဗျူဟာမြောက်လူဖော်ကိုင်ဘက်တယောက်အဖြစ်ဘယ်လိုအစင်းမြင့်အသုံးချမလဲဆိုတာကိုတစ်ချက်ကြည့်လိုက်ကြရအောင် ကဲဒီအဆိုအမင်းကဒီနေ့ပြောချင်တဲ့အကြောင်းအရာရဲ့အနစ်ချုပ်ပါပဲ AI ရဲ့တကယ်စွမ်းအားကနိပညာတစ်ခုတည်းမှမဟုတ်ပါဘူးအဓိကကအဲ့ဒီနိပညာကိုတုံးပြီးကျွန်တော်တို့ရဲ့ကိုယ်ပိုင်စဉ်းစားတွေးခေါ်ပုံကိုဘယ်လိုမြင့်တင်မလဲဆိုတဲ့အပေါ်မှာပဲမူတည်နေတာပါဒီမိခွန်းလေးကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်တစ်ချက်တော့စဉ်းစားကြည့်ကြရအောင်ဘာလို့လဲဆိုတော့ AI ကိုဘယ်လိုအသုံးချနေတယ်လဲဆိုတဲ့အပေါ်မှာမူတည်ပြီးရလာမယ့်ရလံတွေကတကယ်ကိုကောင်းကင်တဲ့မြေကြီးလောက်ကွာသွားနိုင်လို့ပါပဲ ဟုတ်ပြီဒါကိုအသေးစိတ်တစ်ချက်ကြည့်ရအောင်အခုလက်ရှိမှာတော့လေလုပ်ငန်းရှင်တွေကျွမ်းကျင်ပညာရှင်တွေအတော်များများက AI ကို digital လက်ထောက်တယောက်လိုမျိုးပဲသုံးနေကြတာကိုတွေ့ရပါလေဆိုလိုတာကအခြေခံကြတဲ့တစ်ခုချင်းစီပေးတဲ့တာဝန်တွေကိုပဲလိုခိုင်းနေကြတာကို ဟုတ်ပါတယ်အများစုက AI ကို push မှတ်ကြတဲ့ Google search engine တခုလိုမျိုးပဲသုံးနေကြတာတခုခိုင်းနေသူကတခုလုပ်ပေးတယ်ပြီးပြီဒီလိုချင်းကပ်ပုံက AI ရဲ့တကယ်အစွမ်းစားရဲ့မျက်နှာပြင်ကိုပဲခုတ်ချက်ကြည့်ုံလောက်ပါပဲသူရဲ့စွမ်းဆောင်နိုင်ရေး10%ခိုင်နှုန်းလောက်ကိုပဲအသုံးချမိတယ်လို့ဖြစ်နေပါတယ်ဒီမှာပြထားတဲ့ဥပမာတွေကကိရိယာရှုမြင်ပုံနဲ့သုံးဆွဲပုံတွေပါပဲ Facebook post လေးရေးပေးပါဒီဆောင်းပါကိုအချင်းချုပ်ပေးပါဆိုတာမျိုးလေးပေါ့ဒါတွေကအသုံးဝင်ပါတယ်ဒါပေမဲ့ဒါဟာ AI ရဲ့တကယ်အစွမ်းအစကိုအပြေအဝအသုံးမချပဲကိုယ့်ဘာသာကိုကန့်သက်ထားတယ်လို့ဖြစ်နေပါပြီအခုဒီတင်ဆက်မှုရဲ့အဓိကလက်အပြန်ကိုရောက်လာပါပြီ AI ကိုအလုပ်လုပ်ခိုင်းတဲ့ကိရိယာတစ်ခုဖြစ်ကနေကိုနဲ့တူတူစဉ်းစားတွေးခေါ်ပေးမဲ့တိုင်ပင်လို့ရမယ်လို့ဖော်ကိုင်ဘက်တယောက်ဖြစ်ရှုမြင်ပုံပြောင်းလဲဖို့ပါပဲ ဒီမှာဆိုရင်ခြားနာခက်ကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်တစ်ဖက်က email ပြန်စာရေးပေးလို့အမိန့်ပေးတာနောက်တစ်ဖက်ကတော့ဒီ customer ရဲ့မကျေနပ်မှုကိုဘယ်လိုကင်တွယ်ရမလဲဆွေးနွေးကြရအောင်ဆိုပြီးတိုင်ပင်တာတစ်ခုကအလုပ်ခိုင်းတာနောက်တစ်ခုကမဟာဗျူဟာမြောက်စကားဝိုင်းတစ်ခုစတင်တာခွာခြားချက်ကအကြီးပါပဲဟုတ်ပါတယ်ဒီအချက်ကအလွန်အရေးကြီးပါတယ် AI ရဲ့တကယ်တန်ဖို့အစစ်မှန်ကတစ်ခါခိုင်းလိုက်လို့ရလာတဲ့အဖြစ်မှာမဟုတ်ပါဘူးသူနဲ့အပြန်လန်မင်းမြန်းခြင်းဆွေးနွေးခြင်းတိုင်ပင်ထင်းဆိုတဲ့စကားဝိုင်းတွေကနေတစ်ဆင့်တကယ်ရတနာတွေကိုရနိုင်မှာပါကဲလို့ဖော်ကိုင်ဖက်ဆိုတဲ့စကားလုံးကိုနည်းနည်းလေးတာလက်တွေ့ကြကြမြင်အောင်ကြည့်လိုက်ကြရအောင် AI ကကိုယ့်ရဲ့လုပ်ငန်းမှာဘလို့တန်ဖိုးမြတ်တဲ့အခန်းကဏ္ဍရည်နဲ့ပါဝင်နိုင်တယ်လဲဆိုတာကိုခွဲခြားစိတ်ဖြာကြည့်ကြရအောင် AI ကနေပါဝင်ဆောင်ရွက်ပေးနိုင်မယ့်အဓိကအခန်းကဏ္ဍ၃ခုရှိပါတယ်။ပထမတစ်ခုကစိတ်ကူးဖော်ထုတ်ပေးတဲ့ brainstorming partner ဒုတိယတစ်ခုကအစီအစဉ်ရဲ့အားနည်းချက်ကိုထောက်ပြပေးမယ့်သူနောက်ဆုံးတစ်ခုကတော့မာဗျူဟာအကြံပေးပါပဲ လူများစုကလည်းကိုယ့်အတွေ့အခေါ်ဖောင်ထဲမှာပဲပိတ်မိနေတတ်ကြတယ် AI ကအဲ့ဒီဖောင်ကိုဖောက်ထွက်ပြီးကိုယ့်တယောက်တည်းဆိုဘယ်တော့မှစဉ်းစားမိမှာမဟုတ်တဲ့ရှုထောင့်အတစ်တွေစိတ်ကူးတစ်တွေကိုဖော်ထုတ်ပေးနိုင်ပါတယ်ဒီချက်ကတကယ်ကိုတန်ဖိုးရှိပါတယ်လူတယောက်ကိုအားနည်းချက်ထောက်ပြဖို့ဆိုတာအားနာရတာတွေရှိနိုင်တယ်လေ AI ကတော့အာမနာတတ်ဖို့ကိုယ့်ရဲ့အစီအစဉ်တွေကိုဘာစိတ်ခံစားမှုမှမပါပဲရိုးရိုးသားသားနဲ့အားနည်းချက်တွေဖြစ်နိုင်တဲ့ risk တွေကိုထောက်ပြပေးနိုင်ပါတယ်ဒါလုပ်ငန်းရှင်တိုင်းရင်တဲ့တကယ်အခွင့်အရေးပါပဲအရင်ကဆိုရင်အစစ်မမဟာဗျူဟာအကြံဉာဏ်ဒီရဖို့တနာရီဒေါ်လာရာနဲ့ချီပေးရတဲ့အကြံပေးတွေ900အခုတော့တစ်လကိုဒေါ်လာ20လောက်နဲ့အဲ့လိုကြံကြံတွေကိုလွယ်လွယ်ကူကူရနိုင်နေပါပြီ အခုလူသားရဲ့ဉာဏ်ရည်နဲ့ AI ရဲ့စွမ်းရည်ပေါင်းဆက်လိုက်တဲ့အခါဘလောက်အထိအစွမ်းထက်တဲ့အကျိုးသက်ရောက်မှုတွေဖြစ်ပေါ်လာနိုင်တယ်လဲဆိုတာကိုဆက်ပြီးလေ့လာကြည့်ရအောင် AI တက်ကတော့ data အများများကိုအချီတို့အတွင်းစီးစစ်ပြီးအဖြေတွေပေးနိုင်တဲ့နေရာမှာအရန်ကိုချူးချွန်ပါတယ်လူသားတွေကတော့အချင်းကြီးတီထွင်ဖန်တီးနိုင်စွာနဲ့ပင်ကိုအတိညာဉ်ကိုခြေခံပြီးတော့မှန်ကန်တဲ့မေးခွန်းတွေမေးနိုင်တဲ့နေရာမှာပြိုင်ဘက်ခင်းပါတယ် ဒီနှစ်ခုပေါင်းဆက်လိုက်တဲ့အခါ augmented intelligence လို့ခေါ်တဲ့ဉာဏ်ရည်တိုးမြင့်ခြင်းဆိုတာဖြစ်ပေါ်လာပါတယ်လူသားရဲ့မှန်ကန်တဲ့မေခွန်းထုံနိုင်စွမ်းနဲ့ AI ရဲ့ခွေးချမ်းစိတ်ဖြာနိုင်စွမ်းပေါင်းဆက်မှုဟာတကယ်ကိုအစွမ်းထက်ဆုံးရလက်တွေကိုဖန်တီးပေးနိုင်ပါတယ် ဒီစကားကတော်တော်လေးစဉ်းစားစရာပါဆိုလိုလာက AIO ရှုမြင်ပုံပြောင်းလဲပြီးမှန်မှန်ကန်ကန်အသုံးချနိုင်ဖို့ကဘလောက်အရေးကြီးတယ်လဲပြိုင်ဆိုင်မှုမှာဘလောက်တောင်အားသာချက်ရနိုင်တယ်လဲဆိုတော့ကိုရှင်းရှင်းလင်းလင်းဖော်ပြနေတာပါပဲ ကဲအဆုံးသတ်အနေနဲ့ဒီနေ့လေ့လာခဲ့တာတွေကိုချက်ချင်းလက်တွေ့အသုံးချနိုင်ဖို့ဘယ်ကနေစမလဲဆိုတာပြောပြပေးသွားပါမယ်အဓိကသတင်းစကားကိုထပ်ပြီးအလေးပေးခြင်းပါတယ် AI ကိုသုံးတဲ့ပန်းတိုင်ကသူ့စီကပြီးပြည့်စုံတဲ့အဖြေတစ်ခုရဖို့မဟုတ်ပါဘူးတကယ်ပန်းတိုင်ကသူ့ကိုသုံးချပြီးကိုယ့်ရဲ့စဉ်းစားတွေးခေါ်မှုကိုပိုကောင်းအောင်လုပ်ဖို့ပုံမကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့ပါပဲဒါကြောင့်အခုချက်ချင်းစဉ်းစားကြည့်စီခြင်းပါတယ်ကိုလုံကမှာအချင်းအတော်ကြာရှောင်လွှဲနေခဲ့တဲ့မဟာဗျူဟာမြောက်ပြဿနာတစ်ခုကပါချစ်မလဲ
အဲ့ဒီပြဿနာကိုကိုယ့်ရဲ့လုပ်ဖို့ကိစ္စတစ်ချစ်တဲ့ AI နဲ့အတူဒီနေ့ပဲဘယ်လိုစတင်ဖြေရှင်းကြည့်မလဲဆိုတာကိုလက်တွေ့လှုပ်ဆောင်ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်